နွေးနွေးစော်ဝင်းဟာအနှုတ်61ကီလိုတန်းမှာပြိုင်ဘက်နိုင်ငံ9နိုင်ငံနဲ့ရှင်ပြိုင်ကစားခဲ့ပါတယ်။သူမဟာဆီမီဖိုင်နယ်အဆင့်မှာမလေးရှားနိုင်ငံနဲ့အကျိတ်နဲ့ရှင်ပြိုင်ခဲ့ပြီးအမှတ်မတိမ်မရိပ်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ညီမချခဲ့တဲ့ပွဲကိုသိမှာညီမနိုင်ခဲ့ပါတယ်သူ့ကိုနိုင်ခဲ့ပါတယ်အားလုံးလည်းမြင်ပါဒါပေမဲ့ကံမတော့အခြေအနေကြောင်းပေါ့ဒါပေမဲ့ညီမစိတ်ထဲမှာညီမရွှေလို့ညီမကိုညီမတတ်မှတ်ပါတယ်ဒီပွဲကြည့်နေတဲ့လူအားလုံးတော့အံ့ဩအောင်ညီမကစားပေးနိုင်ခဲ့ပါတယ်အခုတတရားစုကိုလည်းညီမအမှတ်ပြတ်နိုင်ခဲ့ရပါညီမကိုတော့ညီမစိတ်ထဲမှာငါအကောင်းဆုံးလုပ်နိုင်ခဲ့ငါနိုင်ငံအတွက်တကယ်ကစားပေးခဲ့တယ်ဒါရဲ့ထုတ်လွှင့်မှုကြည့်နေတဲ့လူတွေအကုန်လုံးကိုညီမပြောချင်ပါရှင်ဒါကြောင့်သူမဟာပထမနေရာကိုလွဲချော်ခဲ့ပြီးတတိယနေရာအတွက်ထိုင်းနိုင်ငံနဲ့ရှင်ပြိုင်ခဲ့ရပါတယ်။အဲ့မှာတော့သူမဟာပြိုင်ဘက်ကိုအရင်ပထမပွဲထက်ပုံမတိကျစွာနဲ့ဒိုင်တွေအမှတ်မပေးဘဲမနေရတဲ့ကစားကွက်တွေနဲ့ကစားခဲ့တာကြောင့်အမှတ်အပြတ်အကွာနဲ့သူမအနိုင်ရရှိခဲ့ပါတယ်။ဒီနေ့ပွဲကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲကျွန်တော်တို့ရဲ့ယုံကြည်မှုတွေကိုဒိုင်တွေကရိုက်ချိုးလိုက်တယ်လို့ဖြစ်ပါတယ်။ဘာလို့လဲဆိုကစားမအရင်လဲသူ့ကိုယ်သူလည်းယုံကြည်မှုပြည့်ရှိတယ်။လှုပ်ဆောင်ချက်တွေအားလုံးကလည်းကောင်းတယ်ပေါ့နော်။ဒိုင်တွေကတစ်ဖက်ဒီကိုကျွန်တော်တို့နိုင်ငံကိုလာပြီးတစ်ဖက်သက်ကြီးသူတို့ဆုံးဖြတ်သွားတာတွေမြင်တဲ့အတွက်ကျွန်တော်တို့ဘက်ကအရန်မခံမရဖြစ်နိုင်တယ်။တကယ်လို့ဒီပွဲကနိုင်ငံတော်ပွဲတာမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဘက်ကတခုခုပြန်လုံးမိမဲ့ပုံစံမျိုးကိုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့လည်းမဟုတ်ပါဘူးပြည်သက်တွေအားလုံးလည်းမြင်နေရတယ်။ကျွန်တော်တို့တိုက်ခိုက်ချက်တွေအားလုံးကလည်းအကောင်းဆုံးတိုက်ခိုက်တယ်။ထိထိရောက်ရောက်လည်းဖြစ်တယ်။လက်ရှိဒီမှာလိုင်းနေတဲ့ဒိုင်ရလည်းသူတို့ရဲ့အကြီးဆုံးလည်းဖြစ်တယ်ပေါ့နော်။အဲ့ဒါတွေကိုဒီလက်ရှိဝင်နေထဲရတယ်သူတို့ရဲ့တပည့်တွေဆိုတော့နိုင်ငံချင်းလောဝါးရိုက်ပြီးတော့မလုပ်တဲ့လူမျိုးဖြစ်နေတဲ့အတွက်ကျွန်တော်အဲ့လိုပဲယူဆပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံကအင်ရှင်ဆိုပေမဲ့လည်းအရင်တုန်းကဒီမျက်နှာမရခဲ့တာတွေလည်းရှိတာပေါ့နော်။ခုလက်ရှိမှာကျွန်တော်တို့စီကအရန်ကောင်းနေတဲ့ကစားသမားတို့တို့ကဒီလိုတတ်တယ်ဆိုတော့နိုင်ငံချင်းလက်ခုပ်တီးပြီးလုပ်တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်။ဒီကနေ့ပြိုင်ပွဲမှာတော့ကီလိုဝေတန်9ခုရှင်ပြိုင်ခဲ့ပြီးမြန်မာနိုင်ငံကရွှေ1ခုကြေး4ခုကိုရရှိခဲ့ပါတယ်။မနေ့ကပြိုင်ပွဲမှာတော့ရွှေတစ်စိတ်1ခုငွေတစ်စိတ်2ခုကြေးတစ်စိတ်1ခုတို့ရရှိခဲ့တာကြောင့်မြန်မာနိုင်ငံကရာတေးတို့အဖွဲ့ချုပ်အနေနဲ့လက်ရှိမှာရွှေတစ်စိတ်2ခုငွေတစ်စိတ်2ခုနဲ့ကြေးတစ်စိတ်5ခုရရှိထားပြီဖြစ်ပါတယ်။မနက်ဖြန်ဟာကရာတေးတို့ကစားနည်းရဲ့နောက်ဆုံးနေ့ဖြစ်တယ်လို့ကျင်းပမဲ့ကုမီတာအုပ်စုလိုက်ပွဲစဉ်တွေမှာလည်းရွှေတစ်စိတ်စုတွေရရှိအောင်ကြိုးစားအထောက်သွားမယ်လို့သိရပါတယ်ရှင်။